ုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့ဘုရားကိုကြည်ညိုမိကိုအားထားကြတဲ့ဘုရားသာဝကတွေအနေနဲ့ရှင်သာရိပုတ္တရာဆိုတာမသိတဲ့ပုဂ္ဂိုလ်မရှိပါဘူးမြတ်စွာဘုရားပြီးလို့ရှိရင်ပညာအရာမှာထူးချွန်တဲ့ဣတရေဘွယ်တူးကိုရရှိသွားတဲ့သာသနာတော်မှာထိတ်တန်းကောင်းဆောင်ဖြစ်တဲ့အရှင်မြတ်ကြီးဖြစ်ပါတယ်ဓမ္မသေနာပတိတရားပဲအရာမှာဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာကဓမ္မရာဇာတရားမင်းရှင်သာရိပုတ္တရာမထေရမြတ်ကဓမ္မသေနာပတိတရားစစ်ဖို့ယုတ်ကြီးဆိုတဲ့ဓမ္မပဲဆိုင်ရာကိုလိုက်ပြီးတော့ချိလိုက်မယ်ဆိုရင်ရှင်သာရိပုတ္တရာဟာဗုဒ္ဓမြတ်စွာပြီးလို့ရှိဗုဒ္ဓမြတ်စွာရဲ့လက်ရဘက်ကထိုင်ပြီးဓမ္မရေးရာကိစ္စများကိုရှေ့တန်းကဆောင်ရွက်တော်မူခဲ့တဲ့မထေရမြတ်ကြီးဖြစ်ပါတယ်ဗုဒ္ဓရဲ့လက်ရဘက်ကထိတ်တန်းသာဝကအဂ္ဂသာဝကအမြတ်ဆုံးသာဝကဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ထိုမထေရမြတ်ကိုဓမ္မဂရိကအရာမှာဣတရေဘွယ်တူဖြင့်ချီးကျူးခြင်းခံရတဲ့ရှင်ပုံနမထေရမြတ်ကတခုတည်းသောစကလုံးဖြင့်ထိုမထေရမြတ်ရဲ့ဂုဏ်ကိုထုတ်ပေါ်ထားခဲ့တာဟာသတ္ထုကပ္ပဖရာလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးလို့တတ္ထုကပ္ပဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဂုဏ်ကိုအမြင့်ဆုံးအဆင့်မှာထားပြီးတော့ချီးကျူးခဲ့ပါတယ်။ထိုရှင်သာရိပုတ္တရာမထေရမြတ်မှာညီတော်၃ပါးနဲ့နမတော်၃ပါးညီတော်၃ယောက်နမတော်၃ယောက်မိသားစုထဲမှာထွန်းကားပေါ်ပေါက်ခဲ့ပါတယ်ညီတော်၃ယောက်လုံးဟာလည်းပဲရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ဓမ္မစွမ်းရည်များကိုအတူယူအားကျကသာသနာပေါင်းဝင်လာကြပါတယ်မိဘနှစ်ပါးကဗြဟ္မာကိုကိုးကွယ်တဲ့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြတာနောင်တော်အကြီးဆုံးဖြစ်တဲ့ဥပတိတ်သလူရဲ့ဘဝတုန်းကခေါ်ခဲ့တဲ့ဥပတိတ်သသာသနာပေါင်းဝင်လာတဲ့အခါကျတော့မေတော်ရဲ့နာမည်နဲ့တွဲဖက်ပြီးခေါ်တဲ့သာရိပုတ္တမေတော်သာရိဆိုတဲ့ပုံလေးမကြီးရဲ့သားတော်အကြီးဖြစ်တဲ့အတွက်ကြောင့်သာရိပုတ္တလို့အများကသိနေကြတဲ့ညာယာမှာထူးချွန်တဲ့ပုဂ္ဂိုလ်မြတ်ကြီးမိမိယုံကြည်လက်စလေ့လာလက်စဖြစ်တဲ့သင်္ဆယပရပိုက်ကြီးရဲ့အယူဝါဒတွေစွန့်ပစ်ပြီးရှင်အတ္တစီမထေရမြတ်ရဲ့နှစ်ပါးသောဂါထာလေးပဒရှိတဲ့ဂါထာတွေကနှစ်ပါးလောက်ကြားနာလိုက်ရယုံနဲ့တရားသူတရားမြတ်ရပြီးတော့သောတပန်ဖြစ်သာသနာပေါင်းပြောင်းလဲပြီးတော့ဝင်ရောက်ခဲ့တယ်အဲ့ဒီဝင်ရောက်တဲ့အချိန်ကနေစပြီးနောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ကိုအားကြကမိတော်တွေနှမတော်တွေဟာသာသနာပေါင်းမှာဝင်လာခဲ့ကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဒုတိယညီတော်ကသာသနာတော်မှာဥပသေနဝင်ကန္တပုဒ္ဒါလို့ထင်ရှားပါတယ်ခမည်းတော်ရဲ့နာမည်နဲ့သူ့ကိုဝင်ကန္တပုဒ္ဒလို့ခေါ်တယ်ရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတိတ်သသူ့ရဲ့ဒုတိယညီတော်ရဲ့နာမည်ကဥပသေနဥပတိတ်သရှင်သာရိပုတ္တရာကိုအားကြပြီးတော့ဥပသေနလို့ခေါ်တဲ့ဒုတိယညီတော်ကြီးဟာသာသနာပေါင်းဝင်လာလို့ဥပသေနဝင်ကန္တပုဒ္ဒါဆိုတဲ့အမည်နာမဖြင့်သာသနာတော်မှာထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်သာသနာတော်မှာထင်ရှားတဲ့ဣတရေဘွယ်ရာထူးဖြင့်ချီးကျူးမြောက်စားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်အဲဒီဥပသေနနောက်တတိယညီတော်ကစုံဒလို့ခေါ်ပါတယ်စုံဒပြီးတဲ့အခါညီတော်အငယ်ဆုံးရေဝတဆိုတာလဲသာသနာပေါင်းဝင်လာလို့
ခတိရဝဏိယရှားတော်ကြီးထဲမှာတရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးလို့ခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးသည့်အတွက်ကြောင့်ထိုမထေမြတ်ခတိရဝဏိယရှားတော်နေရှင်ယေဝရဆိုတဲ့နာမည်နဲ့ထင်ရှားကျော်ကြားခဲ့ပါတယ်အဲ့ဒါလို့ရှင်သာရိပုတ္တရာရဲ့ညီတော်၃ပါးဟာလည်းပဲသာသနာတော်မှာထင်ပေါ်ကျော်ကြားတဲ့ယဟန္တာအရှင်မြတ်တွေဖြစ်လာခဲ့တယ်ဒီလိုနောင်တော်ကြီးရှင်သာရိပုတ္တရာသာသနာပေါ်ဝင်ပြီးတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါကျတော့အိမ်တော်ရသားကျသွားပြီးဖြစ်တဲ့နှမတော်၃ယောက်ကစဉ်းစားကြတယ်တို့ရဲ့နောင်တော်ကြီးဝင်ရောက်သွားတဲ့ဝင်ရောက်ခိုလုံပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နေတဲ့အယူဝါဒသာသနာတော်ဟာအောက်တန်းကျတာတော့မဖြစ်နိုင်ဘူးအောက်တန်းကျတဲ့သာသနာမှန်ကန်မှုမရှိတဲ့လမ်းစဉ်ဆိုရင်တို့ရဲ့နောင်တော်ကြီးဟာအမတန်မှဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော့မှန်ကန်မှုမရှိတဲ့သာသနာမျိုးမှာဝင်ရောက်ပြီးတော့ယဟန်ပြုမှာမဟုတ်ဘူးအញ្ញံစားသာသနာမဟုတ်တော့ဘူးတို့ရဲ့နောင်တော်ကြီးအလေးနဲ့ထားပြီးတော့ဝင်ရောက်သွားတဲ့သာသနာဟာအမတန်အဆင့်တန်းမြင့်ပြီးတော့ထူးခြားလေးနဲ့ပြီးမှန်ကန်တဲ့သာသနာတော်ဖြစ်မှာပဲဆိုတဲ့အတွေးခေါ်နဲ့မိမိတို့ရဲ့အိမ်တော်လက်သားအိမ်ရှင်ယောက်ျားသားသမီးများကိုဆွန့်ပြီးတော့ဘိက္ခုနီဘဝကိုကူးပြောင်းလာခဲ့ကြတာကနမတော်၃ယောက်အဲ့ဒီနမတော်၃ယောက်ကအကြီးဆုံးကသာလာလို့ခေါ်ပါတယ်ဒုတိယကဥပသာလာတတိယကတိတုပသာလာတို့အာသနာတော်မှာသာလာဥပသာလာတိတုပသာလာလို့ဆိုတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်ဘိက္ခုနီ၃ပါးတို့ရဲ့ဓမ္မအမြင်ကိုဘုန်းကြီးတို့ဒီကနေ့ဟောကြရအောင်နာကြရအောင်ဒီနမတော်၃ပါးဟာဓမ္မအမြင်နဲ့ပတ်သက်ပြီးတော့ထူးခြားကြပါတယ်ထိုဘိက္ခုနီနမတော်၃ဦးရဲ့နမတော်၃ပါးရဲ့ဓမ္မအမြင်များကိုဘုန်းကြီးတို့ပိဋကစာပေမှာထေရီဂါထာလို့ခေါ်တဲ့ကျမ်းစာမှာလည်းမှတ်တမ်းတင်ထားတာရှိပါတယ်ထေရီဂါထာမှာသာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေဥပသာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေတိတုပသာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေအဲ့ဒီမထေရီမသုံးရွတ်ဆိုခဲ့တဲ့ဂါထာတွေကိုထေရီဂါထာမှာမှတ်တမ်းတင်ထားသို့တော်ဒီကနေ့ဘုန်းကြီးတို့တွေဟောဖို့နာဖို့ဓမ္မအမြင်ကထေရီဂါထာမှာမှတ်တမ်းတင်ထားတာမဟုတ်ပဲနိကေ900တွင်သံယုတ်တနိကေမှာအပါဝင်ဖြစ်တဲ့ဘိက္ခုနီတန်ယုတ်ဆိုတာရှိပါတယ်ဘိက္ခုနီမတွေရဲ့ထူးခြားတဲ့ဓမ္မအမြင်တွေကိုသီးသန့်စီစဉ်ပြီးတော့အခန်းကဏ္ဍတရားအနေနဲ့မှတ်တမ်းတင်ထားတဲ့ကဏ္ဍလေးကဘိက္ခုနီတန်ယုတ်လို့ခေါ်ပါတယ်ဘုန်းကြီးတို့သာသနာ့နယ်ဝင်သီလရှင်ဆရာလေးတွေဆရာကြီးတွေအမတန်လေ့လာဖို့ကောင်းတဲ့ဘိက္ခုနီတန်ယုတ်ပေါ့အဲဒီဘိက္ခုနီတန်ယုတ်မှာအမျိုးသမီးလောကသာသနာတော်မှာထင်ရှားတဲ့ဘိက္ခုနီမတွေဓမ္မအမြင်ဟာအမတန်ထူးခြားခဲ့ပါတယ်ထူးခြားတဲ့ဓမ္မအမြင်တွေကိုဘိက္ခုနီတန်ယုတ်မှာမှတ်တမ်းတင်ထားအဲဒီမှတ်တမ်းတင်ထားတဲ့ဘိက္ခုနီတန်ယုတ်လာသုတ်တံ10မျိုးထဲမှာသာလာသုတ်ဘုပ္ပသာလာသုတ်တိတုပ္ပသာလာသုတ်လို့သုတ်တံ3ခုခွဲခြားလျက်မှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီသုတ်တံတွေအားလုံးဟာဆက်ဆက်မှုကတော့တစ်ခုတည်းပဲဖြစ်တယ်ဘုန်းကြီးတို့သာလာဥပ္ပသာလာတိတုပ္ပသာလာဆိုတဲ့ရှင်သာရိပုတ္တရာရဲ့နမတော်3ဦးဟာအိမ်ဆော့ရာဆော့မိမိတို့ရဲ့သားသမီးများကိုစောင့်ပြီးတော့ကရဝါသလူပေါင်းကခွာဆောင်လို့သာသနာပေါင်းဝင်ပြီးဘိက္ခုနီဘဝရောက်လာတဲ့အခါမှာရှင်တော်ဘုရားဟောကြားတော်မူအပ်တဲ့တရားကို
အားထုတ်ရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အရတ္တမေရတ္တဖို့ရောက်ပြီးတော့ယဟန္တာအရှင်မတွေဖြစ်သွားကြပါတယ်အဲ့ဒီလိုယဟန္တာအရှင်မတွေဖြစ်သွားတဲ့အခါမှာသူတို့တွေဟာအလုံးသိကြတဲ့အတိုင်းမကရတိုင်းရာဇဂိုနယ်ကနာလကရွာသူရွာသားတွေဖြစ်တယ်သို့တော်လည်းပဲဒီဘိက္ခုနီမတွေဒီသုတ်တံဖြစ်ပေါ်လာတဲ့နေရာဒေသကတော့မကရတိုင်းမှာမဟုတ်ပါဘူးကောသလတိုင်းသာဝတိမြို့အနီးမှာရှိတဲ့ဇေဒဝန်ကျောင်းကြီးဆိုတာအဲ့ဒီဇေဒဝန်ကျောင်းကြီးနဲ့ဆက်ဆက်လျက်အမတန်ကြီးမားကျယ်ပြန့်တဲ့တောကြီးတစ်ခုရှိပါတယ်အဲ့ဒီတောအုပ်ကြီးကိုအန္တဝနသူခန္တောလို့ခေါ်တယ်အဲ့ဒီအန္တဝနသူခန္တောကြီးထဲမှာနေခါကာလမှာဆိုလို့ရှိရင်ယဟန္တာအရှင်မြတ်တွေထေရီမတွေတိရပင်ရင်ဝါရပင်အောက်မှာသွားလို့မိမိတို့ရရှိထားတဲ့တရားများကိုနှလုံးသွင်းကသမဘတ်ချမ်းသာကိုခံစားကနေလိရှိကြပါတယ်အခုဒီသုတ်တန်နေဖြစ်ပေါ်လာတဲ့အချိန်မှလည်းပဲထိုညင်အမတ်၃ပေါ်ဘိက္ခုနီအကျော်တို့ဟာလည်းပဲထိုအန္တဝနဆိုတဲ့တောကြီးထဲမှာနေတရာအနေနဲ့သမဘတ်ဝင်စားရင်ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါလို့သမဘတ်ဝင်စားရင်ရောက်ရှိနေတဲ့အချိန်မှာတောကြီးဆိုတာတော့အလုံးသိကြတဲ့အတိုင်းအန္တဝနဆိုတဲ့တောကြီးဟာသဘုံနေခိုအောင်လို့အလွန်ကြောက်စရာကောင်းတဲ့သားရဲတိရစ္ဆာန်တွေပေါ်တဲ့တောကြီးတစ်ခုဖြစ်ပါတယ်တစ်ချိန်တုန်းကအဲ့ဒီတောထဲမှာသဘုံ900ဟာခိုအောင်ပြီးဇေရဝံကျောင်းကိုအချမ်းရန်နဲနဲနဲ့စစ်တပ်အဆောင်ရှောက်အနည်းငယ်နဲ့ရောက်လာလေးရှိတတ်တဲ့ကောသလမင်းကြီးကိုဝိုင်းခိုင်းပြီးတော့ထီးနှန်းကိုရုပ်သိမ်းပြီးဖမ်းဖို့အစီအစဉ်လုပ်ဖို့အကြံစီတောင်ကြံစီခံခဲ့ရကိုပါတယ်အဲ့ဒါလောက်နဲ့တဲ့တောကြီးဒီလိုတောကြီးထဲမှာဝင်ရောက်ပြီးတော့ဒီခေရီမတွေဟာမိမိတို့ရဲ့နှလုံးသွင်းမြဲဖြစ်တဲ့တရားဓမ္မဖြင့်ဝိဝေကဌာနအေးချမ်းတဲ့ဝိဝေကဒုက္ခအေးမြတဲ့ချမ်းသာဒုက္ခစိတ်ငြိမ်တဲ့ချမ်းသာဒုက္ခအရသာကိုခံစားခြင်းဝင်ရောက်နေထိုင်တာဒီသုတ်တံလေးတွေဖြစ်ပေါ်လာတယ်လို့သုတ်တံဖြစ်ပေါ်အကြောင်းချင်းချုပ်လေးကိုဒီလိုမှတ်သားထားအဲ့တော့ကောင်းပြီဒီသုတ်တံ၃ခုစလုံးဟာတခုတည်းသောဌာနမှာဖြစ်ပေါ်လာကြတနေ့တော့အခါမှာစာလာအမည်ရှိတဲ့ဘိက္ခုနီမနည်းနည်းမိုးတောင်လင်းရောက်တဲ့အခါမှာသင်္ကန်းတပိတ်ပြိဋ္ဌာများပြင်ဆင်ဝတ်ယုံလျက်သာဝတိမြို့ထဲဆွမ်းကံဝင်ဆွမ်းမှာဘုဝေသုံးဆောင်ပြီးတဲ့နောက်နေသရာအနေနဲ့ဘိက္ခုနီမတွေဆိုတာနေတဲ့အခါမှာသာဝတိမြို့တွင်မှာဘိက္ခုနီကျောင်းရှိပါတယ်ညအခါမှာတော့ဘိက္ခုနီမတွေအပြင်နေခွင့်မရှိပါဘူးဥပတ္တယလို့ဆိုတဲ့ဘိက္ခုနီကျောင်းဟာသာဝတိမြို့ထဲမှာရှိအမျိုးသမီးတွေဆိုတော့လုံခြုံရေးအတွက်အမျိုးသားရဟန်းတော်တွေလိုတောရကျောင်းတွေမှာနေရတာမဟုတ်အဲ့ဒါကြောင့်မို့လို့မြို့ထဲမှာရှိတဲ့ဘိက္ခုနီဥပတ္တယကျောင်းမှာညအခါမှာသတင်းသုံးတော်လဲနေ့ပိုင်းမှာအေးအေးဆေးဆေးတပါးတဲ့သတ္တပင်ဝါတွင်အောက်တရားနှလုံးသွင်းဖို့ဆိုပြီးတော့အန္တဝနလို့ခေါ်တဲ့တောကြီးထဲမှာရောက်ရှိနေပါတယ်အဲ့ဒါလိုရောက်ရှိနေတဲ့အချိန်မှာစာလာမြေရှိတဲ့ဘိက္ခုနီမအနီးမှာတူတယောက်သောပုဂ္ဂိုလ်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့တခြားမဟုတ်ပါဘူးသူတော်မြတ်များကိုအမြဲတမ်းလိုက်လံပြီးနှောက်ယှက်နေတတ်တဲ့အနှောက်အယှက်ပေးရမှစိတ်ချမ်းသာတဲ့မန္တပါပဲနော်အဲ့ဒီမန္တဟာဘိက္ခုနီမအေးစစ်စစ်တရားဓမ္မနှလုံးသွင်းပြီးတော့နေတာကိုလာနှောက်ယှက်တဲ့အနေနဲ့မေခွန်းပု္ပ္ပာများလာမေးတယ်သူကဘယ်လိုမေခွန်းစတင်မေးလိုက်တယ်လဲလို့ဆိုရင်ဂိန္ဒုတွံဘိက္ခုနီနာရောစေတိဘိက္ခုနီ
တောင်းတနီကိအဘရာကိုနာရောစေတိမနှစ်သက်ပါသနီပါများမနှစ်သက်တာရှိတယ်လေသင်မနှစ်သက်တာပါလဲဆိုတဲ့ဒီမေကုန်းကိုမေးလိုက်ဘုန်းကြီးတို့မြေကောင်းသားမြေကောင်းသမီးတွေဒီမေကုန်းလေးကိုစဉ်းစားကြည့်မင်းမနှစ်သက်တာပါလဲလို့မေးလို့ရှိရင်အဖြေတော့အမျိုးမျိုးထွက်လိမ့်မယ်ထင်ပါတယ်သာလာဘိက္ခုနီမကဘယ်လိုဖြေသလဲလို့ထင်ကြတယ်လေသာလာမြည်ရှိတဲ့ဘိက္ခုနီမထင်ကြကသူမနှစ်သက်တာဘာလဲဆိုရင်ဇာတိန်ခွာအာဟုသောနရောစေမိအာဟုသောဥဒိုင်ကအဟံဃာတိဇာတိပရိဇာနေနေရခြင်းလို့ဆိုတဲ့ဇာတိတရားကိုနာရောစေမိမနှစ်သက်ပါမနသားကနေပြီးတော့ဘိဘိက္ခုနီမသင်မနှစ်သက်တာဘာလဲလို့မေးမြန်းလျောက်ထားတဲ့အခါမှာငါဟာဇာတိတရားကိုမနှစ်သက်ဘူးရဲ့လို့စာလာမြည်ရှိတဲ့ဘိက္ခုနီမကဒီလိုဖြေလိုက်ပါဟာဒီအမေးဖြေလေးကစဘုန်းကြီးတို့မြေကောင်းသားမြေကောင်းသမီးတွေတရားချစ်ခင်သူတော်စင်ပြိဿတွေအနေနဲ့လည်းစဉ်းစားကြည့်ပေါ့တို့မနှစ်သက်တာဘာလဲဆိုတာကိုယ့်ကိုယ်မေခွန်းထုတ်ကြည့်မေခွန်းထုတ်ပြီးတော့အဖြေမှန်ကိုရှာကြည့်စာလာမြည်ရှိတဲ့ဘိက္ခုနီမကတော့သူ့ရဲ့ဓမ္မအမြင်နဲ့ဖြေလိုက်တာသူမနှစ်သက်တာပါတဲ့ဇာတိတရားကိုသူမနှစ်သက်ပါဘူးဇာတိဆိုတာဘဝတစ်ခုမှာဖြစ်ပေါ်လာမှုမွေးဖွားလာမှုကိုမနှစ်သက်ဘူးလူလောကမှာလူအဖြစ်လည်းမမွေးခြင်းဘူးနတ်လောကမှာနတ်လည်းမဖြစ်ခြင်းဘူးဗြဟ္မပြည်မှာလည်းဗြဟ္မာလည်းမဖြစ်ခြင်းဘူးဘယ်ဘုံဘဝမှာမဖြစ်ခြင်းဘူးဖြစ်ခြင်းဆိုတဲ့ဇာတိတရားသူမကြိုက်ဘူးတဲ့မကြိုက်ဆုံးတရားဟာဇာတိတရားပဲလို့ဒီလိုဆိုတယ်နော်အဲ့ဒီတော့မနသားကထပ်ပြီးတော့မေးတယ်ကိန္ဒုဇာတေနာရောစေတိဇာတောကာမဏိဘုံစတိကာနုတံဣဒမတပိဇာတိမာရောစဘိက္ခုနီကိဘေကြောင့်တွန်းသိနိဇာတိဇာတိတရားကိုနာရောစေတိမနှစ်သက်ပါသနည်းဇာတော်မွေးဖွားပြီးလာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ဘုံစတိသုံးဆောင်ခံစားရလေလူလောကမှာလူရဲလို့ဖြစ်လာတာသင်ကမကြိုက်ဘူးလို့ပြောတယ်လူလောကမှာလူရဲလို့ဖြစ်လာမှကာမဂုဏ်ချမ်းသာတွေခံစားရတော့မပေါ်လူဘဝလူစည်းစိမ်ခံစားရတော့မပေါ်နတ်ဘဝနတ်ဖြစ်မှပဲနတ်စည်းစိမ်ခံစားနိုင်တော့မပေါ်ဗြဟ္မာဖြစ်မှဗြဟ္မာစည်းစိမ်ခံစားနိုင်တော့မပေါ်လောကမှာဝေးဖွားပြီးမလာဘူးဆိုရင်ဘယ်လိုကာမချမ်းသာတွေကိုခံစားနိုင်ပါမလဲဇာတော်မွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ကိုပုံသတိသုံးဆောင်ခံစားရလေ၏ဘိက္ခုနီကိုဘိက္ခုနီတွင်သင်ကြီးဇာတိမွေးဖွားလာခြင်းလို့ဆိုတဲ့ဇာတိတရားကိုမာရောသမနစ်သက်လေးနဲ့ဣတိတို့ကောအဘယ်မည်ရှိတဲ့လူမိုက်ကတန်သင်ကိုဣဒံဤအယူအဆကိုအာဒာပိဆွဲယူစေပြီးသည်ဣတိတို့မာရောမနတိဣတဝဇနံဤကဲ့သို့သောအမေပု္ပ္ပာစကားကိုအဝါစာကောင်းစွာမတွေ့ပြောဆိုခဲ့ပါပေတည်းတဝုတယောက်တည်းသစ်ပင်ချင်းအောက်မှာတိတ်ဆိတ်ငြိမ်သက်စွာဓမ္မနဲ့ပျော်မွေ့နေတဲ့စာလာမြည်ရှိတဲ့ဘိက္ခုနီမအနီးချင်းကပ်ပြီးတော့ဘာကိုမကြိုက်သလဲဆိုတဲ့မေကွန်မေးလိုက်တော့ဇာတိကိုငါမကြိုက်ဘူးလို့ဘိက္ခုနီမကဖြေအဲ့လိုဖြေလိုက်တဲ့အခါဘာဖြစ်လို့ဇာတိကိုမကြိုက်ရသလဲလောကမှာမွေးဖွားလာမှသာလျှင်ကာမချမ်းသာတို့ကိုခံစားနိုင်တာဖြစ်တယ်ဇာတိတရားကိုမနှစ်သက်လင်းလို့သင်ကိုဒီအယူဆကိုဘယ်သူကနေပြီးခံယူကျင့်သုံးစေသလဲဇာတိတရားမနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာလောကမှာလူမိုက်ပဲလို့မနတ်ကြီးကဆိုလိုတာပေါ့အဘယ်လိုမိုက်ပဲတဲ့ပုဂ္ဂိုလ်ကသင်ဇာတိတရားကိုမနှစ်သက်နဲ့လို့ဒီတရားဒီအယူဝါဒကိုသင်ကြားပေးထားတာလဲလို့အဲ့လိုမနတ်ကပြောဆိုလိုက်တဲ့အခါမှာဘိက္ခုနီမကဇာတသမရဏဟောတိဇာတောဒုက္ခနိဘုဒ္ဓတိဗန္တံဝတံပရိကလေသံတတ္တမဇာတိနာရောစေမန္တကြီးကိုပြန်ပြောလိုက်တာရှင်းရှင်းလေးပဲနော်ဇာတသလောကမှာမွေးဖွား၍လာသောပုဂ္ဂိုလ်
မရဏသေဆုံးရခြင်းသည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတော့၏ဘာဖြစ်လို့ဇာတိမကြိုက်ဘာဖြစ်လို့ဘဝတစ်ခုမှာဖြစ်လာရတာမကြိုက်တယ်လဲဆိုဖြစ်လာရင်သေရမှာဖြစ်လို့မကြိုက်တာဒီအချက်ဟာရှင်းရှင်းလေးပဲအားလုံးသိနေကြတဲ့အချက်အလေးနဲ့စဉ်းစားလို့ရှိရင်ဖြစ်လာပြီးတဲ့နောက်မသေးတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးနတ္ထိဇာတသအမရဏဇာတသမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့အမရဏမသေးခြင်းမြည်သည်နတ္ထိမရှိကဲဇာတိတရားဟာကြိုက်เสียပဲရှိဖြစ်လာပြီးတဲ့နောက်သေရမှာဇာတိတရားရဲ့အဆုံးသတ်ဟာသေခြင်းသာလျှင်ဖြစ်တယ်သေတာကိုကြိုက်သလားလို့မေးရင်ဘယ်သူမှမကြိုက်ပါသို့တော့ဖြစ်ချင်သလားဆိုရင်တော့ဖြစ်ချင်ကြအောင်မယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်သေခြင်းတယ်ဆိုတာနဲ့အတူတူပါပဲအဲ့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာနမတော်ဖြစ်တဲ့သာလာဘိက္ခုနီမရဲ့ဓမ္မအမိဇာတသမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဤမရဏံသေဆုံးရခြင်းသည်ဟောဒီစင်စစ်မသွေဖြစ်ပါပေတော့၏ဒါရင်လားဝေးလာတဲ့ပုဂ္ဂိုလ်ဟာသေရတယ်ဆိုတာသေခြင်းမှာအဆုံးသတ်ရုံဒီလောက်တင်ပဲလားဆိုတော့မဟုတ်သေးဘူးဇာတော်မွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ဒုက္ခနိဆင်းရဲဒုက္ခတို့ဖုတ်တတိတွေ့ကြုံခံစားရလေတော့၏ဝိလာပြီးတဲ့နောက်ဆင်းရဲဒုက္ခတွေကလည်းအမျိုးမျိုးခံစားကြရဘုန်းကြီးတို့လူလောကလူရည်လို့မွေးလာတဲ့ကလေးဟာဟဲ့ပက်ပက်ရေမောပြီးမွေးလာတဲ့ပုဂ္ဂိုလ်ဟာမရှိသလောက်မွေးလာတဲ့အချိန်မှာအော်ဟစ်ငိုကြွေးပြီးတော့မွေးလာခဲ့ကြရတာဖြစ်ပါတယ်မွေးလာကြတဲ့ကငိုးယူပြီးတော့လူလောကရောက်လာအငိုနဲ့စအငိုနဲ့ဆုံးရတာအဲ့တော့ဘယ်မှာကောင်းမလဲနော်ဇာတောဒုက္ခနိဗုဒ္ဓတိဇာတောမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဒီဒုက္ခနိဆင်းရဲဒုက္ခတို့သို့ဖုဒ္ဓတိတွေ့ကြုံခံစားရလေတော့၏ဆင်းရဲဒုက္ခအမျိုးမျိုးတဲ့လုံးဝမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခလူတိုင်းကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခဘာတွေလဲမွေးလာတဲ့ပုဂ္ဂိုလ်ဟာမသေးခင်ပိုရတယ်ဆိုတဲ့ဆင်းရဲဒုက္ခခံစားရပယေတွေမတွန့်ညင်မဲနဲ့တွန့်လာတယ်သွားတွေမကျိုးခြင်းပဲနဲ့ကျိုးလာတယ်ဆံပင်တွေမဖြူခြင်းပဲနဲ့ဖြူလာတယ်မျက်စိတွေဘယ်သူမှမမွဲခြင်းခါဘယ်သူမှမကိုင်းခြင်းသို့တော့ဒီအခြေအနေတွေအားလုံးဟာဇာတိရထားပြီဆိုတာနဲ့လူလောကမှာကြားလာတဲ့အချိန်တိုင်းမှာဒါတွေတွေ့ကြုံခံစားလာရပါတယ်စရာရင်လားလို့ဆိုရင်မဟုတ်ဘူးဗျာတိဟိုနာကနာဒီနာကနာဟိုနာကယောဂါတွေဖြစ်ဒီနာကယောဂါတွေဖြစ်ကမ္ဘာလောကကြီးမှာဒီယောဂါတွေသက်တာကြောင်းဆိုပြီးတော့ဆေးရုံကြီးတွေတီဆောက်ပြီးတော့သက်တာကြောင်းရှာကြရဆေးဝါးပညာတွေတက်အောင်သင်ကြရဆေးဝါးတွေဖော်ဆက်ရကုကြရတာကြရတို့တော့လဲနောက်ဆုံးကြတော့ဘာဖြစ်မရဏကိုသွားကြတာကြည့်ပဲနော်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဇာတိတရားရဲ့နောက်ဆုံးလမ်းဟာမရဏပဲအဲဒီလိုဆင်းရဲဒုက္ခတွေမွေးဖွားလာတဲ့ပုဂ္ဂိုလ်မှာတွေ့ကြုံခံစားရတယ်လူတိုင်းမရှောင်လွှဲနိုင်တဲ့ဒုက္ခအချို့ပုဂ္ဂိုလ်တွေကြဒီတဲ့ပို့သေးတယ်ဗန္တံအချုပ်နှောင်ခံရခြင်းတို့၎င်းတချို့ပုဂ္ဂိုလ်တွေကြတော့ရန်သူတွေရဲ့ဖန်ဆီးချုပ်နှောင်မှုကိုလည်းခံကြရတယ်ဝရံတပ်ဖြတ်ညှင်းစေခံရခြင်းတို့၎င်းပရိကလေသံကျွမ်းကြံတဲ့ဘေးအန္တရာယ်ဆင်းရဲဒုက္ခမှန်သမျှတို့သို့၎င်းဗုဒ္ဓတိကောင်းစွာမသွေဆံရောက်ရပါလေတော့ဟောမွေးလာတဲ့ပုဂ္ဂိုလ်ဟာအချုပ်နှောင်ခံရတာမွေးလာလို့ခံရတယ်သူတစ်ပါးရဲ့အသက်ဖြတ်ညှင်းစေတွေခံရတယ်ကြံတဲ့ဆင်းရဲဒုက္ခအမျိုးမျိုးတွေကိုလည်းလောကကြီးမှာခံနေကြရတယ်ဒါဟာမွေးဖွားလာလို့ဖြစ်ရတဲ့ဒုက္ခတွေပဲလို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်သာလာဘိက္ခုနီမကဓမ္မထို့ကြောင့်ဇာတိတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါဤနည်းလိုသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝေစနံဤကဲ့သို့သောတရားစကားကိုအဝါစာကောင်းစွာမသွေဟောကြားခဲ့ပါပေတည်း
ဒါကြောင့်ဇာတိတရားကိုငါမနှစ်သက်ဘူးဆိုတာအကြောင်းနေပြပြီးတော့ဖြေခဲ့တယ်မန္တကြီးကကောနုတံဣဒမာဓပိတိဇာတိမာရောသဘိက္ခုနီဇာတိတရားကိုမနှစ်သက်နဲ့ဆိုရယ်ဒီယူဝါဒဇာတိတရားကိုမနှစ်သက်ဖို့လို့ဆိုရယ်ယူဝါဒဘသူကနေယူစေတာလဲဘယ်လိုလူမိုက်ကယူစေတာလဲဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘိက္ခုနီမကလူမိုက်ကယူစေတာမဟုတ်ဘူးဇာတိတရားကိုမနှစ်သက်ဖို့ဟောခဲ့တာဘုရားမြတ်စွာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဗုဒ္ဓဓမ္မမာတိတေတိဇာတိယသမတိကမံသဗ္ဗဒုက္ခပါဏာယသောမံသစ္စေနိဝေတိမာရဥမနဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဇာတိယဇာတိတရားကိုသမတိကမံလွန်မြောက်ကြောင်းဖြစ်တဲ့ဓမ္မံသစ္စာတရားကိုအတေသေးသည့်ကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေပြီဇာတိဆိုတာဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်အဲ့ဒီဇာတိကိုကျော်လွှားဖို့ရာနိလန်ဖြစ်တဲ့ဓမ္မကိုမြတ်စွာဘုရားကဟောခဲ့ပါတယ်အဲ့ဒီသဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့မှာဗုဒ္ဓမြတ်စွာဘုရားသည်သောဗုဒ္ဓထိုမြတ်စွာဘုရားသည်မင်္ဂကိုသစ္စေပရမတ္ထသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်တရား၌နိဝေတိသင်္ထားတော်မူခဲ့လေပြီငါကိုမြတ်စွာဘုရားကဆင်းရဲဒုက္ခအလုံးကိုဖယ်ရှားနိုင်ဖို့အတွက်အမှန်တရားပေါ်မှာသင်ပေးထားခဲ့တယ်အမှန်တရားမှာငါကိုတည်စေခဲ့တယ်သဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့ငါသောထုသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မင်္ဂဟုသင်္ဃာကိုအဝေါစာကောင်းစွာမတည်ဟောကြားခဲ့ပါပေတည်းဇာတိရဲ့ဆင်းရဲဓာတ်တွေကိုရှင်းလင်းဖော်ပြပြီးတော့ဇာတိရဲ့ကုံရမြုံရဖြစ်တဲ့ပရမတ္ထသစ္စာလို့ခေါ်တဲ့အမှန်တရားပေါ်မှာမြတ်စွာဘုရားငါ့ကိုပို့ဆောင်ပေးထားခဲ့တာလို့သာလမည်ရှိတဲ့ဘိက္ခုနီမကရှင်းလင်းပြောကြားပြီးတဲ့နောက်မှာယေသရူပုပကသတ္တာယေသအရူပထာယိနောနိရောဓံအပဇာနန္တာအာကန္တာရောပုဏ္ဏဘဝံလောကမှာဗြဟ္မာကိုးကွယ်တဲ့လူတွေကိုးကွယ်နေကြတဲ့တက်တန်းရှိပါတယ်ဆိုတဲ့ဗြဟ္မာကြီးတွေတပါးချီပြီးတော့အသက်ရှည်တဲ့ဗြဟ္မာကြီးတာမန်လူလောကအနေကြည့်ပဲဆိုရင်မအိုးမနာမသေးရလို့ထင်ရလောက်အောင်တက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေအဲ့ဒီဗြဟ္မာကြီးတွေဟာလည်းနိရောဓလို့ခေါ်တဲ့နိဗ္ဗာန်သစ္စာကိုနိရောဓသစ္စာနိဗ္ဗာန်အမှန်တရားကိုမသိသေးလို့ရှိရင်ဘဝတည်းတို့သွားကြမှာကြီးပဲတဲ့ယေတတကျင်တတဝါတို့သည်ရူပုပကရူပဘုံ၌ရောက်ရည်နေကြကုန်ရူပဘုံသို့ရောက်ရည်နေကြကုန်၏ယေသတ္တကျင်တတဝါတို့သည်အရူပထာယိနောအရူပဘုံ၌ရောက်ရှိတည်နေကြလေကုန်၏တေထုရူပဘုံအရူပဘုံတို့၌ရောက်ရှိ၍နေကြတဲ့သက်တမ်းအလွန်ရှိကြလာတဲ့ဗြဟ္မာကြီးတို့သည်နိရောဓံနိရောဓသစ္စာကိုအဇာနန္တာမသိကြရကုန်သည်ရှိသောပုဏ္ဏဘဝံဘဝတိသို့အာကန္တာရောရောက်လာကြရကုန်၏ဣတိသောသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမသိဟောကြားခဲ့ပါပေတည်းဟုတ်ကဲ့ဟုတ်နားတယ်သာလဘိက္ခုနီမကဒီလိုရှင်းပြောလိုက်တဲ့အခါမန္တကြီးဟာဘာမှပြောစရာမရှိတော့ဇာနာတိမံသာလဘိက္ခုနီသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မင်္ဂါကိုဇာနာတိသိ၍သွားလေပြီမန္တကြီးကတခြားပုဂ္ဂိုလ်ရောင်ဆောင်းလာပြီးတော့အနှောက်အယှက်ပေးဖို့ဘေးကောနေလာမေးတာမေးလိုက်တဲ့အခါကျတော့သူ့အကြိုက်မတွေ့တော့ငါမှန်သိသွားပြီမန္တကြီးမှန်သိသွားပြီဆိုပြီးထိုနေရာမှာပဲရုတ်တရက်ပျောက်ကွယ်ထွက်ခွာသွားပါတယ်ဒီလိုအကြီးဆုံးနှမတော်စီလာရောက်နှောက်ယှက်ပြီးတဲ့အခါမလန်းမကန်းတဲ့အောက်မှာထိုင်နေတဲ့ဥပသလာဆိုတဲ့ဘိက္ခုနီမစီရောက်သွားပြန်တဲ့
အလွန်နှောက်ယှက်နိုင်တဲ့မနတ်ကြီးနော်ဥပသလာဘိက္ခုနီမအသစ်တပင်အောက်မှာတမ္ပဘချမ်းသာခံစားပြီးတူတယောက်တည်းထိုင်ပြီးနေတယ်အဲ့ဒီအချိန်မှာအနာကတ်သွားခြေတံပေးလိုက်တဲ့အခါကျတော့ဟိုကတမ္ပဘကထဘသူပါလိမ့်လို့တတိထားလိုက်တဲ့အချိန်မှာမေခွန်းတစ်ပုဒ်ကောက်ပြီးမေးလိုက်တယ်ကတ္တနုခောတောဘိက္ခုနီဥပ္ပိစိတုကာမဘိက္ခုနီတွန်သည်နိကထအဘေပုံဘဝ၌ဥပ္ပိစိတုကာမဖြစ်ခြင်းကအလိုရှိသည်အတိဖြစ်ပါသနည်းဘယ်ပုံဖြစ်ခြင်းလုံးဘယ်ဘဝဖြစ်ခြင်းလုံးဆိုတဲ့မေခွန်းမေးပြန်ဥပသလာဘိက္ခုနီမကြီးသွားပြီးတော့ဘယ်ပုံဘယ်ဘဝရောက်ခြင်းသလဲဆိုတဲ့မေခွန်းသွားမေးတဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောတော့နခွာဟံအာဟုသောကတ္တစီဥပ္ပိစိတုကာမအာဟုသောဥဒယကအဟံငါသည်ကတ္တစီမြည်သည့်ပုံ၌မှဥပ္ပိစိတုကာမဖြစ်ခြင်းငါအလိုရှိသည်နအမိမဖြစ်ပါဘယ်ပုံမှမဖြစ်ချင်ပါဘူးတဲ့အဲ့လိုပြောလိုက်တော့မနတ်ကထဆင်ပြီးပြောပြန်တယ်ဒါဝရိန္ဒသာယာမသတုတ်တိတာသာပိဒေဝတာနေမနာရတိနောဒေဝယေဒေဝဝတဝတိနောတထစိတံပဏိဒေဟိရတေပိစနုဘုဒ္ဓတိဒါဝရိန္ဒသာဒါဝရိန္ဒနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမနာရတိနောနေမနာရတိနတ်တို့သည်၎င်းဝတဝတိနောဝတဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝအကျဉ်နတ်တို့သည်၎င်းတန်တိထင်ရှားမသွေရှိကြပါပေကုန်၏နတ်ပြည်6ထပ်စတုမာရိခြံထားပြီးတော့တာဝရိန္ဒဘုံကနေစပြီးတော့နတ်ပြည်တွေရှိတယ်ဆိုတာကိုပြောပြပြီးတထထုနတ်ဘုံတို့၌စိတ်တန်စိတ်ကိုပဏိဒေဟိတောင်းတလိုက်ပါတော့ဒေဝဤသို့တောင်းတသည်ရှိသောတွန်တင်ရတိမ်မွေလျောပြောပိုက်ခြင်းလို့ဆိုတဲ့ချမ်းသာဒုက္ခကိုပစ္စနုဘုဒ္ဓတိခံစားရလက်တံမနတ်ကြီးကဂုံပစ္စည်းလာရောက်တဲ့လူလိုပဲဂုံပစ္စည်းရောက်တဲ့လူဆိုတာသူ့ဂုံကိုချီးမွမ်းပြီးတော့ဒါလေးဝယ်ဆမ်းမှာဝင်ဘယ်လိုအကျိုးရှိတယ်ဆိုချီးမွမ်းပြောတယ်ဟောဒီနတ်ပြည်တွေဟာအမတန်တောင်းတတိုက်တဲ့နတ်ပြည်သိချမ်းသာတယ်အဲ့ဒီနတ်ပြည်ရောက်ဖို့ရစိတ်ကိုတောင်းတလိုက်ပါတဲ့တောင်းတလိုက်လို့ရှင်ဘာဖြစ်မလို့ရတ္တိပစ္စနုဘုဒ္ဓတိမွေးလျော်ပြောပိုက်နှစ်ချိုက်ခြင်းလို့ဆိုတဲ့ရတ္တိကာမရတ္တိကာမချမ်းသာကြီးကိုအာရပါရခံစားရမှာဖြစ်တယ်တဲ့ဒါကြောင့်အဲ့ဒီနတ်ပြည်ကိုတောင်းတပါဘယ်ဘုံမှမဖြစ်ချင်ပါဘူးဆိုတဲ့ဘိက္ခုနီမနတ်ပြည်ဖြစ်ဖို့ရဆုတောင်းခိုင်းနေတယ်သူကအဲ့လိုပြောလိုက်တဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောတယ်လဲဓမ္မအမြင်ကဒါဝရိန္ဒသာဒေဝသဒါဝရိန္ဒသာယာမသာတုတ်တိတာသာပိဒေဝတာနေမနာရတိနောဒေဝယေဒေဝဝတဝတိနောကာမဗန္နနဗတ္တတေဣန္တိမာရဝတံပုဏ္ဏဒါဝရိန္ဒသဒါဝရိန္ဒနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမနာရတိနောဒေဝနေမနာရတိနတ်တို့သည်၎င်းဝဇဝတိနောပရဏိမိတဝဇဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝါစအကျဉ်နတ်တို့သည်၎င်းတန်တိရှိကြကုန်၏တေထုနတ်ဘုံ၌ဖြစ်ကြကုန်သောနတ်ပေါင်းတို့သည်ကာမဗန္ဒနာဗတ္တကာမတိဟုသောနှောင်ကြိုးဖြင့်နှောင်ဖွဲ့အပ်ကုန်သည်ဖြစ်၍မာရဝတံမမင်းရလိုသို့ပုဏ္ဏတဖန်အင်းတိလိုက်ပါကြရလေကုန်၏ဘိက္ခုနီမကအဲ့ဒီနတ်ဘုံနေရတဲ့နတ်ပြည်ရဲ့အခြေအနေကိုဘယ်လိုပြောပြကာမဗန္ဒနာဗတ္တာသူတို့ဟာကာမဂုဏ်ကြိုးတန်းလန်းကြီးနဲ့အနှောင်ဖွဲ့ခံထားရတာတဲ့လွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေစဉ်းစားကြည့်ကျိုးနဲ့ချီထားမှထောင်ထဲထည့်ထားမှအနှောင်ဖွဲ့ခံရတယ်လို့ထင်ကြမဟုတ်ဘူး။တန်ရောစဉ်ကျိုး10မျိုးကာမဂုဏ်ကျိုးတွေနဲ့တဏှာတိဟူသောကျိုးတွေနဲ့ချီနှောင်ထားတဲ့ပုဂ္ဂိုလ်တွေမိမိတန်ရောစဉ်ရှိတဲ့နေရာတဝဲလေလေနဲ့ပြန်ရောက်နေကြဆိုပါတော့နွားလေးတစ်ကောင်
ခြေတိုင်မှာကျိုးနဲ့ခြေထားဒီနားလေးဟာဘယ်လိုပဲအရှိဘက်သွားသွားအနောက်ဘက်သွားသွားတောင်ဘက်သွားသွားမြောက်ဘက်သွားသွားဒီနားပဲပတ်ချာဒီနေရာကမခွာနိုင်သလိုပဲထို့တူပဲတဏှာကျိုးတန်းလန်းနဲ့ကာမဂုဏ်နှောင်ဖွဲတွေနဲ့နှောင်ဖွဲခံရတဲ့ပုဂ္ဂိုလ်ဟာဒီနေရာကြည့်ပဲပြန်ရောက်နော်ဒီနေရာကနေမခွာနိုင်ကြဘူးတဲ့အဲ့ဒါလို့နတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာနတ်တွေရဲ့အခြေအနေတွေဟာလွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးကာမဗန္ဒနာပတ္တာကာမနှောင်ကြိုးဖြင့်နှောင်ဖွဲခံရကုန်သည်ဖြစ်ဖြစ်မာရဝသမမိအလိုဆန္ဒသို့အင်ဒီလိုက်ပါ၍နေကြရလေကုန်ပြီဣတိသောဥပါစလာအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ပြောကြခဲ့ပါပေတည်းမတတ်ချမ်းသာပါတယ်ဆိုတဲ့ဘဝတွေဟာလည်းကြည့်လိုက်မယ်ဆိုရင်အနှောင်ဖွဲ့ခံနေရတဲ့ဘဝတွေလွတ်လပ်တဲ့ဘဝတွေမဟုတ်ပါဘူးတဲ့ဒါဒီမဲ့လားလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်သဗ္ဗလောကောအာရိပိတောသဗ္ဗလောကောပတုပိတောသဗ္ဗပစ္စလိတောလောကောသဗ္ဗလောကောပကံပိတောလောကကြီးတစ်ခုလုံးရဲ့အခြေအနေဓမ္မမျက်စိနဲ့ကြည့်လိုက်သဗ္ဗခြင်းမဲ့ဥဒ္ဒုံအလုံးစုံသောလောကကြီးသည်အာရိပိတောကိလေသာမိတွေနဲ့တပြောင်ပြောင်တောက်လောင်လျက်ရှိလောကကြီးကိုကြည့်မိလောင်နေတဲ့လောကကြီးတဲ့မိဆိုတာပူတာပေါ့အေးမြတယ်လို့မရှိဘူးအမြဲတမ်းစိတ်တွေဟာပူနေကြရဘာဖြစ်လို့ပူမိလောင်နေလို့ပူတာပေါ့မျက်စိကတည်းမြင်လိုက်တဲ့အခါအစင်းအာယုံလေးကိုကြည့်လောဘဖြစ်မိလောင်ခံရဒေါသဖြစ်ဒေါသမိလောင်ခံရအမှန်တရားကိုမသိလို့ရှိရင်မောဟမိလောင်ခံရတယ်ဟောတရွေ့ရွေ့နဲ့အိုလာတော့သရာမိကလောင်တယ်နာတော့ကြိုက်တော့ခဲတော့ဗျာဒီမိကလောင်တယ်ဒီထဲမှာနာရမလားအိုရမလားကိုမျက်ကလုံးလေးတစ်ခုတွင်ကြည့်မျက်စိလေးနာပြီဆိုလို့ရှိရင်ဟောဗျာဒီမိကလောင်တာမျက်စိလေးမှုံလာပြီဆိုရင်သရာမိကလောင်တာအဲ့ဒီမှုံနာလေးကိုအကြောင်းပြုပြီးဆရာဝန်သွားပြရအောင်ပါပဲဆရာဝန်ကရေဒိန်လို့ပြောလိုက်မလားဟုတ်လားဘာဒိန်လို့ပြောလိုက်မလဲလို့ဆိုပြီးတော့စိတ်တွေပူပန်နေရတာတောကတွေဖြစ်ရတဲ့တောကမိတွေလောင်နေဟောပရိဒေဝဒုက္ခဒေါမနတာဥပါယတာတဆက်တည်းအပူမီးတွေလောင်နေတာမျက်စိလေးတစ်ခုမှတည်းပဲကိလေသာမီးကလောင်တယ်သာရိစရာဗျာတိမရဏဆိုတဲ့မီးတွေကလောင်တယ်နားလဲထို့တူပဲနှာခေါင်းလဲထို့တူလျှာကိုအလုံးဟာအလောင်းခံနေရတယ်လို့မြတ်စွာဘုရားအာဒိဋ္ဌသုတ်မှာဟောထားအဲ့ဒါလိုပဲဒီမှာလောကကြီးတစ်ခုလုံးကိုအာဒီပိတောမီးလောင်၍နေတဲ့ဥပစာလာဘေကုဏီမရဲ့ဓမ္မအမြင်လောကကြီးတစ်ခုလုံးအလောင်းနေတာတဲ့အိမ်နေတာမဟုတ်ဘူးငြိမ့်နေတာမဟုတ်ဘူးသာဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပတုပိတောအပူလောင်လျက်ရှိပါပေတော့အေးမြနေနိုင်ကြတာမဟုတ်ပါဘူးရာဂအပူတွေလောင်ရည်နေပါတယ်ဒေါသအပူတွေလောင်ရည်နေပါတယ်သာဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပစ္စလိတောကိလေသာမိတွေအလျံတပြောင်မြောင်တောင်းလောင်လျက်ဖြစ်ပါပေတော့ရဲကြီးအောင်လောင်ယုံနေမကဘူးမိတောင်းမိလျံနေနဲ့လောင်နေတာသာဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတဏှာဒိဋ္ဌိတို့ဖြင့်ဒုံလုံးလျက်ရှိပါပေတော့ကဲလောကကြီးရဲ့အခြေအနေတွေကိုသာလဘိက္ခုနီမကရှင်းပြီးတော့ပြောဘယ်လောကမှာချမ်းသာတာရှိလို့တော့တဲ့ဒါကြောင့်မို့လို့ဘယ်ဘုံဘဝမှမဖြစ်ချင်ဘူးဖြစ်တဲ့ဘဝဟာလောင်းနေတဲ့ဘဝပူးနေတဲ့ဘဝတုန်လှုပ်နေရတဲ့ဘဝအဲ့ဒီတော့ဖြစ်ချင်စရာကောင်းပါအောင်မလားမဖြစ်ချင်စရာမကောင်းဘူးတဲ့သာဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပိစလိတောကိလေသာမိတို့ဖြင့်အလျံတပြောင်မြောင်တောင်းလောင်လျက်ရှိပါပေတော့သာဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတုံးလုံးလျက်ရှိပါပေတော့ဣတိဤသို့ဥပစာလာမည်ရှိတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ဟောကြားခဲ့ပါပေတည်း
အဲ့ဒါလို့လောကကြီးတစ်ခုလုံးဟာဘယ်လောကမှမကောင်းတော့ကောင်းတဲ့နေရာဘယ်နေရာရှိသလဲအကံပိတံအပိစလိတံအပုထုဇနာသေဝိတံအာဂတိယထမရသတတ္ထမေနိရတောမနောအင်မတန်မှမြင့်မားတဲ့ဓမ္မအမြင်အကံပိတံတုံလောက်ရခြင်းမရှိသောအပိစလိတံကိလေသာမီးတို့ဖြင့်လည်းတောက်လောင်ရခြင်းမရှိသောအပုထုဇနာသေဝိတံပုထုဇဉ်တို့ပုဂ္ဂိုလ်ပုထုဇဉ်အများတို့မြည်ဝဲရာမဟုတ်သောလူများစုကြိုက်တဲ့နေရာမဟုတ်ဘူးလူများစုရောက်နိုင်တဲ့နေရာမဟုတ်လူတကာရောက်တဲ့နေရာဆိုကောင်းတဲ့နေရာပဲဟုတ်နော်အပုထုဇနာသေဝိတံပုထုဇဉ်တို့သည်မမြည်ဝဲနိုင်သောနိဗ္ဗာန်နိဗ္ဗာန်လို့ခေါ်တဲ့အေးမြတဲ့အရာသည်အတ္တိစင်စစ်မသွေးရှိပါပေယထာအကျဉ်နိဗ္ဗာန်အရာ၌မာရသမနမိအဂတိလက်လန်းမိခြင်းသည်နာဟောတိမဖြစ်ပါအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ဘုံဌာနကြတော့နိဗ္ဗာန်ဆိုတဲ့အခြေအနေအဆင့်ကြတော့မန္တကြီးဟာလက်လန်းမမိဘူးလာရောက်ပြီးတော့မနှောက်ယှက်နိုင်ဘူးတထာထုနိဗ္ဗာန်ဆိုတဲ့ဌာန၌မေဃာဤမနောစိတ်သည်နေတဲ့တော့အမြဲမပြတ်မွေးလျော်ပျော်ပိုင်နှိမ့်ချ၍နေပါပေတော့ဤဣတိတောပသလာဥပသလာအမည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝဆလံဤကဲ့သို့သောစကားကိုအဝေါစာကောင်းစွာမသိဟောကြားခဲ့ပါပေတည်းဒီလိုလဲဟောလိုက်ရောမဏ္ဍကြီးဟာဇာနာတိမံစာဥပစာလာဘိက္ခုနီဥပဇာလာဥပဇာလာမြည်ရှိတဲ့ဘိက္ခုနီဘိက္ခုနီမတိမံငါ့ကိုဇာနာတိသိ၍သွားလေပြီ။အော်ငါမှန်းသိသွားပြီဆိုပြီးတော့မဏ္ဍကြီးဟာဒုက္ခိဒုမနောတထေဝအန္တရတာယီတဲ့စိတ်ပြက်လက်ပြက်နဲ့စိတ်ညစ်ပြီးတော့ထွက်သွားတယ်လို့ဆို။ तू ကနှောက်ယှက်ချင်တာကို तू နှောက်ယှက်တိုင်းမရရင်စိတ်ညစ်သွားတာ။မဏ္ဍကြီးဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့စိတ်ညစ်ပြီးတဲ့ကာလဆုတ်ခွာ၍သွားပြီ။သို့တော်လည်းသူကဒုက္ခပေးဖို့ရမရသေးဘူးဟောက်ခလန်းလန်းမှာညီမတော်တယောက်ညီမတော်တယောက်ရှိနေသေးတယ်တိတုပစာလာဒီပင်ရင်အောက်မှာတရားဓမ္မနဲ့ပြောင်းမွေနေတဲ့တိတုပစာလာဘိက္ခုနီမထံချင်းကပ်ပြီးတော့ရောက်သွားကြပြီအဲ့ဒါလို့ရောက်သွားတဲ့အခါခြေတံပေးလို့ဘိက္ခုနီမကတတိမူလိုက်တဲ့အချိန်မှာမေခွန်းလေးတစ်ခုကောက်ပေးပြန်တယ်ကသနုတွန်ဘိက္ခုနီပသန္တံရောစေတိဘိက္ခုနီအိုဘိက္ခုနီတွန်တေတိကသဘေသူဤပသန္တံအယူဝါဒကိုရောစေတိနှစ်သက်ပါသနီအိန္ဒိယထိုခေတ်ထိုခါကာလတော့ကအယူဝါဒတွေဘာသာတရားတွေအမတန်မှများတာဗုဒ္ဓဝါဒမှတပါအခြားဝါဒတွေကိုပါသန္တလို့ခေါ်ပါတယ်တဏှာတိဟူသောကြောခွင်ဒိဋ္ဌိတိဟူသောကြောခွင်နေပါသဆိုတာကြောခွင်ဓာဆိုတာထောင်ထားတာကြောခွင်တွေကိုထောင်ထားတဲ့အယူဝါဒတွေဖြစ်စေတဲ့ကြောင့်ပါသန္တလို့ခေါ်ပါတယ်အဲဒီပါသန္တလို့ဆိုတဲ့ဘာသာရေးတွေကိုဘယ်ဘာသာကိုနှစ်သက်ပါသလဲလို့မေးမြန်းတဲ့အခါမှာနခွာဟံအာဟုသောကတ္တစီပါသန္တံရောစေမိအာဟုသောဩဒါယကအဟံငါလိကတ္တစီမြည်သူဤမြပါသန္တံအယူဝါဒကိုနာရောစေမိမနှစ်သက်ပါဘသူရဲ့ပါသန္တအယူဝါဒမိစ္ဆာဝါဒကိုမှမနှစ်သက်ပါဘူးလို့အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မဏ္ဍကြီးကရှုတ်ချပြီးပြောဆိုတယ်ကန္တုဥဒိတမုံဓာတိသမဏီဝိယဒိဋ္ဌတိနသရောစေတိပါသန္တံကိမိဝစရတိမောမုဟာတန်တေနိသမဏီဝိယကိလေသာတို့ငြိစေအောင်ကျင့်နေတဲ့သမဏယဟမကဲ့သို့ဒိဋ္ဌတိထင်ရပြီဝဋ္ဌာရကြည့်ရရင်တော့ဘိက္ခုနီမနဲ့တူပါတယ်တဲ့သမဏလို့ခေါ်တဲ့ကိလေသာတွေကိုငြိစေတတ်တဲ့အကျင့်ကျင့်တာကိုသမဏအဲ့ဒါလို့ကျင့်နေတဲ့အမျိုးသမီးကိုသမဏီလို့ခေါ်တယ်အဲ့ဒီသမဏီလို့တော့ထင်ရပါတယ်ကံအဘယ်သူကိုဥဒိတကံအဘယ်ဆရာကိုဥဒိတယေရှုမှန်တာပြီမုံတာသံကေသာဖြတ်ပယ်ခဲ့သည့်အသိဖြစ်သည်သံကေသာရိပ်ပယ်ထားတာကဘယ်ဘာသာရေးခိုင်းဘယ်ဆရာကိုဥတည်ပြီးတော့ရိပ်ပယ်လာခဲ့တာလဲလို့ဒီမေကောင်းကိုမေးပါသနာပါသနာအယူဝါဒကိုလည်းပဲနာရောစေတိမနှစ်သက်ဘူးလို့လည်းပြောပါတယ်မေးလိုက်တော့ပါသနာအယူဝါဒတွေတခုမှမနှစ်သက်ဘူးလို့ဆိုတယ်သို့တော်လည်းပဲဝဋ္ဌာရကတော့
ယဟန်အတင်ပဲသမဏီပဲသို့တော်လည်းဒီဘာသာရေးအယူဝါဒတွေကိုတခုမှမနှစ်သက်ဘူးလို့လည်းပြောသေးတယ်ကဲပဲကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေနေသောသူကဲ့သို့စရတိပြုကျွင်း၍နေသည်ရောင်တိရောင်နာနဲ့ဘယ်ဘာသာရေးဘယ်တရားကိုမှနားမလဲပဲနဲ့ရောင်ဝမ်းလုပ်နေတာလားလို့ကဲပဲကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေသူကဲ့သို့စရတိပြုကျွင်း၍နေရပါသည်မန္တကြီးကဒီလိုမေးလိုက်တဲ့အခါမှာဣတောဗိဒာပသန္တာဒိဋ္ဌိတုပတိရတိတေနာတေတံဓမ္မံရောစေမိတေဓမ္မတအကောဝိဒာဘာသာတရားနဲ့ပတ်သက်ပြီးအများကြီးရှိတဲ့အကြောင်းရှင်းပြဣတောဤဗုဒ္ဓမြတ်စွာသာသနာတော်မှဗဟိတအပ၌ပါသန္တာမိစ္ဆာအယူဝါဒတို့သည်တန်တိထင်ရှားမသွေရှိကြပါပေကုန်၏တေတုပါသန္တိတုထိုမိစ္ဆာအယူဝါဒတို့၌ထိုမိစ္ဆာဝါဒီပုဂ္ဂိုလ်တို့သည်ဒိဋ္ဌိသူမိစ္ဆာဝါဒတို့၌ပတိတံတိနိမြုပ်ဆွဲကလျက်ရှိကြပါကုန်၏မိစ္ဆာယူဝါဒလက်ခံကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့အယူဝါဒကိုအမြဲတမ်းဆွဲလန်းပြီးဒီယူဝါဒထဲမှာနစ်မြုပ်နေကြတယ်တေသံထိုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့၏ဓမ္မံတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားကိုငါမနှစ်သက်ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ဒီထိုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့သည်ဓမ္မတအမှန်တရား၌ကောဝိဒာလိမ္မာခြင်းမရှိလိမ္မာခြင်းရှိကြကုန်သည်အကောဝိဒာလိမ္မာခြင်းမရှိကြကုန်သည်အဟေတုံဖြစ်ကြလေကုန်ပြီဣတိသောဥပသလအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ပြောကြားခဲ့ပါပေတည်းပါသန္တလို့ခေါ်တဲ့မြည်သည့်မိစ္ဆာဝါဒကိုမှသူမနှစ်သက်ပါဘူးတဲ့သာသနာတော်ရဲ့အပြင်မှာပါသန္တလို့ခေါ်တဲ့မိစ္ဆာဝါဒတွေအများကြီးရှိတယ်အဲ့ဒီမိစ္ဆာဝါဒယူဆွဲထားတဲ့ပုဂ္ဂိုလ်တွေကသူတို့အယူဝါဒထဲမှာနှစ်မြုပ်နေကြပါတယ်နှစ်မြုပ်နေကြတယ်ဒါကြောင့်မို့လို့သူတို့တရားကိုလည်းပဲငါမနှစ်သက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာအမှန်တရားနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေလိမ္မာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ငါမနှစ်သက်ငါနှစ်သက်တဲ့တရားကတော့တခြားမဟုတ်ဘူးအထိသစ္စာကုလေဇာတော်ဗုဒ္ဓအပတိပုဂ္ဂလောသဗ္ဗဗိဗုမာရဏုတော်သဗ္ဗဗိဗုမာရဏုတော်သဗ္ဗထမပရာဇိတောသဗ္ဗထမုတ်တော်အာတိတော်သဗ္ဗပတ္တိသက္ခုမာသဗ္ဗကမေခယံပတ္တောဝိမု ddha ဥပရိသင်္ခယေသောမရှံဘဂဝါတထတတရောစေမိသာသနံတကြကုလေတာကိဝေမင်းမျိုး၌ဇာတော်မွေးဖွားတော်မူသောအပတိပုဂ္ဂလောပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသောသဗ္ဗဗိဗုအလုံးစုံကိုလွှမ်းမိုးတော်မူနိုင်သောမာရနုတော်ကိလေသာမနှင့်တဝမင်္ဂပါကိုပယ်ရှားတော်မူနိုင်သောသဗ္ဗထကျွမ်းမဲ့ဥသုံးအလုံးစုံသောကိလေသာတို့ကိုဖယ်ရှားသုတ်သင်တဲ့ပွဲ၌အပရာဇိတော်မြည်သည့်အခါမှမရှုံးခဲ့သောဗုဒ္ဓမြတ်စွာဘုရားသည်အဋ္ဌိထင်ရှားမသွေရှိတော်မူပါ၏တာကိဝင်တက်ကြလို့ခေါ်တဲ့တာကိဝင်မင်းမျိုးကနေမွေးဖွားလာတဲ့ဘယ်ပုဂ္ဂိုလ်ဒီမှပြိုင်ဆိုင်တူပဝန်းတဲ့တူပဝန်းခြင်းမရှိတဲ့အရာရာမှာလွှမ်းမိုးပြီးတဲ့ကာလအနိုင်ရပြီးဖြစ်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလောကမှာအထင်ရှားရှိပါတယ်သဗ္ဗတကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှမုတ်တော်လွတ်မြောက်တော်မူပြီးသောသဗ္ဗတကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှမုတ်တော်လွတ်မြောက်တော်မူသောအတိတောတဏှာဒိဋ္ဌိတို့ကိုဆွဲပြီးယက်တည်ခြင်းရှိတော်မမူသောသက္ခုမမျက်စိ၅ပါးနှင့်ပြည့်စုံတော်မူသောဘုရားမြတ်စွာဘုရားသည်သဗ္ဗကျွမ်းမဲ့ဥသုံးအလုံးစုံသောတရားကိုပတ္တိမြင်တော်မူတတ်ပါ၏သောထုမြတ်စွာဘုရားသည်သဗ္ဗကံမေခယံအလုံးစုံသောကံတို့ရဲ့ကိုယ်ရာဖြစ်သောအရတ္တမေအရတ္တဖို့သို့ပတ်တော်ဆက်ရောက်တော်မူပြီးဖြစ်ပါ၏
ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောအရတ္တဖို့နိဗ္ဗာန်၌ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောနိဗ္ဗာန်၌ဝိမု क्त လွတ်မြောက်ပြီးဖြစ်တော်မူပါပေ၏သောသတ္ထာထိုမြတ်စွာဘုရားသည်ဘဂဝါဘုန်းတော်ကြည်တော်မူသောသောထိုမြတ်စွာဘုရားသည်မရှံငါဤသတ္ထာဆရာတဆုဖြစ်တော်မူပါပေ၏အဲ့ဒီလိုခုံတူဝိသေသနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟာငါရဲ့ဆရာပါပဲအဲ့ဒီဆရာဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရည်စူးပြီးတက္ကရာငါသည်သံဃေတာရိပ်ပယ်ကဘိက္ခုနီမဲ့လောက်ခဲ့ပါတယ်လို့ဒီလိုရှင်းလင်းပြောလို့ရင်ဖြစ်သောဘဂဝါထိုမြတ်စွာဘုရားသည်မရှံငါ၏တတ္ထာဆရာဖြစ်ပါ၏အဟံငါသည်တသထိုမြတ်စွာဘုရား၏ဓမ္မတရားကိုရောစေမိကြိုက်နေတဲ့ပါ၏ဣတိဤသို့တိတုပဆာလာတိတုပဆာလာအမည်ရတဲ့ဘိက္ခုနီမသည်ဩဇာကောင်းစွာမဲ့သွေဟောကြားခဲ့ပါပေတည်းတိတုပဆာလာဘိက္ခုနီမကယခုကဲ့သို့ရှင်းလင်းပြောကြားလိုက်တဲ့အခါမှာမန္တကြီးဟာဇာနာတိမံတိတုပဆာလာဘိက္ခုနီတိတုပဆာလာတိတုပဆာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မင်္ဂကိုဇာနာတိသိ၍သွားလေပြီငါမှန်းသိသွားပြီဆိုပြီးဒုက္ခိဒုမနောစိတ်ပြည့်ဝမ်းနေပြီးမန္တကြီးဟာထိုနေရာကပျောက်ကွယ်ပြီးတော့သွားခဲ့ပါတယ်တဲ့ဧတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်၃ပါးဘိက္ခုနီယဟနာမကြီးတို့ရဲ့ဓမ္မအမြင်များကိုဘိက္ခုနီတန်ရုပ်မှလာတဲ့သာလာတုတ်ဥပသာလာတုတ်တိတုပသာလာတုတ်အဲ့ဒီသုတ်တန်၃ခုမှာပါရှိတဲ့အတိုင်းဘုန်းကြီးတို့ဟောကြားလို့နာယူပြီးကြပြီဒီဘိက္ခုနီမထေရမြတ်ကြီးတို့ရဲ့ဓမ္မအမြင်ကိုဆင်ခြင်ပြီးသက္ကလာမိမိတို့လည်းပဲဒီဘိက္ခုနီမထေရမြတ်ကြီးတွေပဲမထေရမကြီးတွေဆင်ခြင်နှလုံးသွင်းတဲ့ဓမ္မအမြင်မျိုးရရှိအောင်ကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းငါကျင့်ကြံကြိုးကိုအထောက်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာဘုဆိုတရားဝဲတက်ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေကြောင့်သုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေကြောင့်သုံးငါဖြံငြိမ်းချမ်းကြပါစေမင်္ဂန်လေးမို့သီနံမျိုးထွက်တိုးကြပါစေမင်္ဂန်လေးမို့သီနံမျိုးထွက်တိုးကြပါစေဓမ္မောတရံပိဝိတဝါနဝိသသဗ္ဗေသမုဟတံအာဇရာမရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်ကင်းပြောက်ကြည်၏တရားစိတ်ကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညစ်နှောက်ကိလေသာအစိတ်တောင်ဟုသမျှတို့သည်သမုဟတာပိဉ္ဇာဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင့်ပြောင်းပေမရောက်ပဲဖြောင်းအကုန်သည်ဟန္တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုအပုခတ်သိကင်းကြီးရာစိဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေပြုတော်သို့သာရောတရားချေခင်စိတ်ကောင်းဝင်ကြသူတော်စင်အများတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍
မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်း